ရွယ်ရောက်လင်းပေးစားဖို့စိတ်ကူပေါက်ရွှေသမတ်တော်ကိုစဉ်းစားလိုက်ရင်ကောင်းတွေထဲမှာသိမ့်မှုနောက်ရွှေငွေပြောက်တဲ့ကလေးတစ်ချေတယောက်နဲ့ညာသွားမှဘုံမင်းမေကြောက်နောက်တစ်ချိန်တစ်ထည်ရောက်ခမဖြစ်လာမဲ့အခြေအနေဆောင်အာသမီလင်းတော်ပါတဲ့ဆိုသူရီစားအိမ်ခေါ်လာတဲ့ရုပ်ကိုကပုံချမြတ်ပေါက်ဥပတိရုပ်ပေါ်ပါတဲ့ဒီအရွယ်ရီစားကားစိတ်ကူးရင်ပြီးတော့ပျော်ရှာတဲ့တော့အဟဲဒီလိုကောင်းမျိုးငါချမ်းဝါတောင်းခေါ်မလာနဲ့ရက်ကွာစနပုံနေတော့တဲ့ဆိုဝင်းပုံစားပုံကြည့်တော့ငမွဲ့ယုံနေမေတော့ပြီးရောက်တာပဲ့ပြုံနေလိုကောင်းမျိုးငါသမက်လဲမဟုတ်အလူလက်နဲ့ရွှေခွက်နိုင်အော်တန်ရမနေတက်လိုက်တာကိုသမီးကိုပြောမရရင်စွန့်လို့ပြီးတော့အမွေပြတ်လိုက်မှာငွေကင်းတို့တိုင်းဝိုင်းထဲမွဲတဲ့လူရှိသလားရေတွက်လိုက်ပါကိုအစင်ကိုအတန်နဲ့သူ့ရာရှာပြီးချိန်နဲ့လိုက်ပါတိုင်းလိုက်ပါသမီးရဲ့တင်မောတာပါဆိုင်ရှိတဲ့လူကုန်နှမ်းမဲ့ရွေးရဲ့သမီးရဲ့တိုင်းလိုက်ပါသမီးရဲ့လမ်းတင်ကပ်လာတော့ပိုင်းနဲ့ဦးတုံးကြီးကတဲ့ချမ်းသာတဲ့လူနဲ့ပေးပေါင်းကရက်ကွက်တမနေဘူးအဝေးပြောင်းမှာဟဲ့ရွှေတောင်ချမ်းမှာစိုက်ကနက်ကားနဲ့တိုက်နဲ့ထားမဲ့သုံးဖြုံးနိုင်တဲ့တဲ့လောက်ရှာရက်ကွက်တဲ့တဲ့လေးထွက်အော်အဖွာကြီးကပတ်စမတ်တဲ့ဟုတ်တယ်မတ်တဲ့ပတ်စမတ်တဲ့မကိုကကြည့်တပ်ပြီးတော့မတ်တဲ့ငွေထုံငါဝတ်ဆွဲငွေငါသမီးယောက်ျားတစ်သေးကြီးဆိုငွေဆိုတာငါအတွက်ပဲလေတို့ကတော့ပြပဲအင်းငွေဆိုရင်ကမမပဲဟေးကိုဟာကိုပတ်စမတ်တမချင်နဲ့ရင်လက်ပဲအိမ်တော်ပြပရတဲ့စင်မင်းဆုံးဖို့ပါဆိုလားအညာဆိုလားအိုးဒီသုံးမျိုးချက်မပိုင်ရင်နောက်ပြင်းရခတ်တိအမျိုးကလေးတစ်ချေဘေးဆိုဘေးဖဲရွှေငွေတစ်သေးကိုရွေးချဲခုခင်မေကလေးတွေတော်ဝေးတယ်လင်းယူမဲဆိုရှေကိုတွေ့ဟဲ့တိုင်းလိုက်ပါသမီးရဲ့တင်မောတာပါဆိုင်ရှိတဲ့လူကုန်ကမ်းနဲ့ရွေးသမီးရဲ့တိုင်းလိုက်ပါသမီးရဲ့လမ်းတင်ကပ်ရာကိုပိုင်းနဲ့ဦးတုံးကြီးကတဲ့ဆိုင်လက်ကြီးဂိုင်လက်ကြီးရွှေတောင်ကြားကတိုက်လက်ကြီးအသွေးချောင်းပြေးရှောင်းမိုင်းမဲ့ပြီးအပေတေးတွေကိုမကြိုက်နဲ့သမီးပိုင်ရွှဲကြီးမလို့ချင်ပါဘူးအိုင်ကနေကြီးကတိုက်လဲရှိတယ်ဆယ်တန်းအောင်ပြီးအလိုက်လဲသိတယ်ဒီကောင်ကစုပ်တိစုပ်ပြတ်မိပါမျက်နှာအုံးမဲ့တော့ရလူပုံလဲတာကျုပ်သမီးကျုပ်သမက်ပြောရမှာတော့ဟုတ်ကြီးကျုပ်ရှက်